ဘယ်လိုပြရေနည်းနည်းပဲလာရမှာဩပေါ်မှာတင်တန်းလားဟုတ်ကဲ့ကျွန်တော်ညီကိုတွေအာကျွန်တော်တို့တခုသတိထားမှအရာလေးရလေကျွန်တော်အပင်မျိုးစားထဲတဲ့ခါမှာကျွန်တော်တို့သူ့ view site ပေးပါအရာလေးတခုကဘာလဲဆိုတော့ပူတဲ့ကာလမှာဆိုပြီပေါ့နော်ပူတဲ့ကာလမှာဆိုရင်အထူးသဖြင့်ရေကကျွန်တော်တို့ဒီမှာဒါအပင်စီဟုတ်ပြီနော်ကျွန်တော်အများအားပြောပြတာပြီးစီဟုတ်ပြီပြီးရင်ကျွန်တော်တို့ရေကကျွန်တော်တို့အရွက်ဖျားဒီမှာရှိတယ်ရွက်ဖျားဒီမှာရှိတဲ့ခါမှာဒီလိုမျိုးလာတာနော်ဒီနေထားလောက်ရှိတယ်ရွက်ဖျားဒီလောက်အဲ့တော့ကျွန်တော်တို့အပင်စီကနေကျွန်တော်တို့မြေဩဇာထွက်လာမယ်ဒီမှာမြေဩဇာထည့်ပြီဆိုလို့ရှိရင်အပြင်ဘက်မှာရေဆိုတဲ့နေရာတွေမှာပဲကျွန်တော်ထည့်နော်ကျွန်တော်ညီကိုတွေဒါလေးသတိထားစေချင်တယ်ဘာဖြစ်လဲအရွက်လောင်မှာဆိုလို့ကျွန်တော်တို့ထည့်လိုက်တဲ့မြေဩဇာကကျွန်တော်တို့ထည့်လိုက်တယ်ဒါပေမဲ့ကျွန်တော်ထည့်လိုက်တဲ့မြေဩဇာကျသွားတဲ့နေရာကရေမရောက်ဘူးဆိုလို့ရှိရင်အမြင့်ကိုတော့ထိမှာနော်ဒါလေးကိုတခုသတိထားစေချင်တယ်အဲ့တော့ကိုထည့်မဲ့နေရာကိုမြေဩဇာရောက်sorry ရေရောက်ပေးပါရေဆိုတဲ့နေရာမှာရေဆိုမှသာလေကျွန်တော်မြေဩဇာထည့်ရင်တော့အစာစားလို့ရမှာဖြစ်တယ်ຫນွေကာလမှာကျွန်တော်တို့မြေဩဇာထည့်လိုက်ပြီးတော့မှကျွန်တော်တို့ဒီမှာလည်းပြဿနာခဏခဏကြုံရတယ်အဲ့တော့ရေမရောက်ပဲနဲ့မြေဩဇာတက်ကျွေးရင်ကျွန်တော်တို့နော်အမြင့်တွေလောင်မယ်ပြီးလို့ရှိရင်ကိုထည့်တဲ့မြေဩဇာလည်းဒီတိုင်းပဲနော်ပြေသွားမှာဖြစ်တယ်ဘာကျိုးတက်ရောက်မှုမှမရှိဘူးဘာအပင်အတွက်လည်းဘာမှကောင်းကျိုးမပေးဘူးဒီဒါမျိုးတွေဒါကရေကတော့အပေါ်မှာတင်ထားတယ်ရေကတလောက်နေထားမဟုတ်ရေကဟိုးပေါ်တင်ထားတယ်တကယ်ဖွင့်တဲ့ခါကျရေကအပြင်ဒီအပင်ရဲ့ပတ်လည်ရိုက်တာပေါ့နော်ရေရောက်တာဖြစ်တယ်ဒီနေရာမျိုးတွေဆိုကြည့်အရွက်ကနေမှာဒီမှာဘာရေမှမရှိဘူးဘာရေမှမရှိဘူး6ကလောက်6ဦးနေဒါသူရေမပေးရသေးဘူးရေပေးတဲ့ခါကျရင်အပြင်ကိုရောက်လာမယ်ဟုတ်ပြီအဲ့တော့မျိုးစားကျွေးတဲ့အခါမှာကျွန်တော်တို့မျိုးစားကိုကျွေးလိုက်တဲ့အပင်ပတ်လေကျွေးတဲ့ခါကျလို့ရှိရင်ကျွန်တော်ပြောသလိုမျိုးရေဆိုရမယ်နော်ရေမဆိုဘဲနဲ့ကျွန်တော်တို့မျိုးစားကိုဒီတိုင်းကျွေးချလိုက်မဆိုရေလည်းမရှိဘဲနဲ့မျိုးစားဒီတိုင်းကျွေးချလိုက်မဆိုမျိုးစားလည်းပါကျိုးတဲမှုမှမရှိဒီတိုင်းပြေသွားမှပြီးရင်အမြင့်ကိုတက်လောင်စေမယ်ပြီးလို့ရှိရင်အပင်ကိုထိမှဖြစ်တယ်အဲ့တော့ကိုမျိုးစားကျွေးတဲ့အခါမှာသတိထားစေချင်ပါတယ်ကျွန်တော်တို့ကတော့ဒီနေ့ဒီချိန်ထိเนาะကျွန်တော်တို့အလုပ်ဆိုတာပြည့်စုံတယ်ဆိုတာမရှိဘူးပေါ့เนาะကျွန်တော်ညီကိုတွေအများအားဒီနေ့ဒီချိန်ထိသင်ယူနေရတယ်လေ့လာရတယ်ဘယ်လောက်ပဲကိုသိပလေသိလေလေကိုပူပြီးသင်ယူရလေလေဖြစ်တယ်အလုပ်တကူเนาะဘာဖြစ်လဲဆိုတာဘာကြောင့်သင်ယူရတယ်ဒူးရင်အလုပ်ကအတီတကျပြောလို့ရတဲ့အလုပ်မျိုးမဟုတ်သူကနေရာဒေတာနဲ့မတူညီမှုတွေเนาะအများကြီးဆိုင်တာဖြစ်တယ်အဲ့ဒါကြောင့်မလို့မြေတွေနဲ့မြေမတူဘူးရာသီဥတုတွေမတူဘူးနေရာဒေတာတွေအများကြီးကွာခြားမှုရှိတဲ့အခါမှာကျွန်တော်တို့နေရာဒေတာကိုနေတဲ့နေရာဒေတာကိုအရင်ဆုံးနားလည်ရမယ်ကိုလောက်တဲ့ကိုစိုက်တဲ့မြေအကြောင်းတေချာနားလည်ရမယ်ပြီးရင်ဘယ်လိုမျိုးပြုစုပေးရမလဲဆိုတာကိုကျွန်တော်တို့သင်ယူရတာဖြစ်တယ်ဟုတ်ကဲ့ပါဒါတွေကျွန်တော်ညီကိုတွေနားလည်ဖို့အရေးကြီးပါတယ်လို့เนาะဒီအရင်နေမှာဆိုလို့ရှိရင်လည်းကျွန်တော်ဟုတ်ဒီအရင်နဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးလေးတစ်ထွာလောက်ပေါ့နော်အားလုံးမလုပ်ပေးနိုင်တော့မှကျွန်တော်ကတော့ရှောက်တယ်တစ်ချိန်လုံးခြံထဲမှာဟိုရှောက်ဒီရှောက်တွေးရင်တော့အဲ့လိုမျိုးကိုတွေးရတော့ပေါ့ခြံထဲမှာမရှောက်ဆိုရင်ဘာမှမတွေးရင်ဘာမှမသိဘူးလေနော်ခြံထဲမှာအများကြီးရှောက်ရတယ်ကြည်ရတတိထားရတယ်ဒီလိုမျိုးလေးအကျဉ်းမဟုတ်ရင်တော့မှတကယ်ဖြစ်နိုင်ပေါ့ဒီအပင်စီအရင်ပတ်လေပေးတာတထွာပတ်လေတော့ရှင်းထားပေးကောင်းမယ်ပိုးကြီးကောင်းပလောင်နေဒီမှာလမနေရအောင်ဒါရှင်းထုတ်ပေးလိုက်တဲ့ခါကျတော့ဒီနေရာမှာအပင်စီမှာတစ်ခါကြလို့ရှိရင်အဲ့လိုမျိုးဘယ်လိုပြောမလဲအမြင့်အခောက်တွေဝင်နေပိုးတွေပါလေမရှိအောင်ဟုတ်ပြီလားအဲ့တော့အကုန်လုံးမရှင်းထုတ်နဲ့အဲ့တော့ဒီနေရာလောက်ကိုအပင်ပြုစုနေတဲ့ကာလဆိုရင်တထွာလောက်တော့ရှင်းထုတ်ပေးတယ်မရှင်းထုတ်ရဒီလိုမျိုးလေးဒီမှာဒူးရင်အမြင့်တွေဒါလေးသိချာဒီမှာတွေ့လားဒူးရင်မြင့်တယ်ဒါတွေပြက်လို့မရအောင်ဒါတွေအစာစားတဲ့အမြင့်တွေဒါအစာစားတဲ့အမြင့်တွေဒါတွေသတိထားရတယ်ဟုတ်ကဲ့ပါ
ကျွန်တော်ညီကိုတွေအများအားလုပ်တဲ့လို့ချုပ်နားမလဲတဲ့ညီကိုတွေတို့အကျိုးရှိမယ်ထင်ပြီးတော့မှကျွန်တော်ကဗီဒီယိုတွေကိုအများအားတင်ဆက်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်ညီကိုတွေမသိသေးတဲ့ညီကိုတွေနားမလဲသေးတဲ့ညီကိုတွေအတွက်နော်ပြီးလို့ရှိရင်တချို့နားမလဲတော့ညီကိုတွေမြင်တဲ့အခါမှာလိုက်လုပ်တတ်ရအောင်ကိုလုပ်တဲ့အရာကိုလုပ်တဲ့အလုပ်တစ်ခုအောင်မြင်အောင်မထိခိုက်အောင်မပျက်စီးမဆုံးရှုံးအောင်ကျွန်တော်ညစ်တာနဲ့မျှဝေပေးနေခြင်းဖြစ်ပါတယ်မသိတဲ့သူတွေလည်းသိသွားရအောင်ကျွန်တော်တို့share လေးလည်းလုပ်ပေးလို့ရတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ